မင်္ဂလာပါကျွန်တော်ကတော့စိုင်းအောင်ပါအာဆင်နယ်အသင်းကတော့ဗောနော်ကန်ဒီယာကမျက်နှာသာပေးရင်လည်းခွင့်ရမြူတတ်ဘူးဘာဘူးကြီးစမှုသာကြွေးတော့ကလည်းအမေကသူများပေးတာမစားရဘူးဆိုပြီးညင်းခဲ့တယ်ဘာဘူးပြောချင်တာလဲဆိုတော့ NCT တေးကြသွားတဲ့ပွဲတွေဆိုလို့ရှိရင်နိုင်အောင်ကံမထားဘူးစောက်ပြဿနာတွေကအဲ့မှာတွေစဘာမှလုပ်လို့မရတော့ခုချိန်မှာဘာမှလုပ်လို့မရတော့ဘူးသွားပြီ၄မှတ်တော့ကျန်သေးတယ်ဗောနော်အဲ့၄မှတ်ကလည်းဘယ်လောက်ခံပါလဲဒီခြေနဲ့ဆိုလို့ရှိရင်ဗောနော်ဒီခြေဆိုတာကအဓိကအာဆင်နယ်အသင်းရဲ့ငါးသမားတွေကဒီတပွဲနဲ့ဒီတပွဲကြောင့်မကောင်းမှုလို့ပြောလို့ဘာလို့လဲဆိုတော့အရင်ပွဲတွေမှာဒီသားသမားတွေသူတို့ကဘာလဲဆိုတာအများကြီးပဲလုတ်ပြထားတဲ့သားသမားတွေပေါ့နော်အခုအဓိကပြဿနာကဘာလဲဆိုတော့ဝိပန်းတာပဲဗျဝိပန်းတဲ့ပြဿနာတွေကအခုချိန်မှာစလာကျွန်တော်တို့ထီးမပါရင်မိုးရွာမှာတည်အာဆင်နယ်အကြောင်းကတော့ယာစီကုန်ကန်လေးမှာတည်အဲ့လိုပဲပြောရမှာဖြစ်နေပြီပေါ့နော်အာကြီးဒီနေ့ဘယ်လိုလုပ်မလဲဒီတိုင်းဆိုရင်ကျွန်တော်တို့မှတ်ကလည်းတူလို့မရဘူးဘိုးကွာချချက်ကအရင်ကြီးကွာနေတဲ့အနေထားမဟုတ်နောက်တစ်ချက်ရှိသေးတယ်ဘက်ကွာဒီယိုလာရဲ့ Man City အသင်းကအဆင့်1နေရာကိုရောက်တော့ပြန်ဆင်းတော့မယ်အသင်းမဟုတ်ဂွာဒီယိုလာဒီအာဒီတာမဟုတ်ကဲအာဆင်နယ်ကြီးကွက်ကိုပန်းခင်းတဲ့လမ်းကိုရှောက်မယ်ထင်နေတာပန်းခင်းတဲ့လမ်းမရှောက်ဘူးဗျာစုခင်းတဲ့လမ်းကိုပဲရှောက်တယ်နော်အန်ဟောဘူးကောင်းနေအာကြီးတော့ကတော့ဘိုင်းစုခိုင်သိန်းနဲ့ပဲတန်းနေပေါ့နော် ရှေ့ကနေရှောက်ပါဆိုတော့လည်းနေကိုယ်တိုင်ဥမဆောင်နိုင်ဘူးနောက်ကလိုက်ခဲ့ဆိုတော့လည်းမခံစားနိုင်ဘူးငါဘာလုပ်ရမှာလဲပြောလေ ကဲဒါပါပဲဗျာအားလုံးကိုကျေးဇူးတင်ပါတယ်အာဆင်နယ်အသင်းနောက်ပွဲတွေမှာကံကောင်းပါစေလို့ဆုတောင်းပေးပါတယ်